မမီလေး ဟုတ်မင်္ဂလာပါ ကဲပါမီရဲ့နာမည်လေးကိုလည်းမိတ်ဆက်ပေးပါအောင်နော် သမီးနာမည်ကဟုံးမြင့်မို့ဖြစ်ပါတယ်ရှင် ကဲပါမီအခုလက်ရှိတက်နေတဲ့အတန်းလေးကိုလည်းပြောပြပါအောင်ရှင် ဟုတ်တခုကသမီး year 8 secondary 2 online class မှာတက်နေပါတယ်ရှင် ကဲပါအခုလိုမျိုးပေါ့နော်စီယာရှိရဲ့ပုံမှာရောမီရဲ့စိတ်ခံစားချက်လေးတွေကိုလည်းပြောပြပေးပါအောင်ရှင် ဒီလိုစုကြည့်ရသမီးအရန်ပျော်ပါတယ်အခုလိုသမီးရဲ့စူးစမ်းအထောက်ကိုအကြောင်းအကွန်ပျူပေးရတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်ဒေါက်တာခင်မေဦးနဲ့ဒေါက်တာအောင်မျိုးမင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးဆရာမကြီးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်တနေ့စာတနေ့လုပ်တယ်ပြီးတော့ဆရာကြီးဆရာမကြီးစာတင်နေတဲ့အချိန်မှာတခြား focus လုပ်ပြီးတော့တခြားက user sign နဲ့ note like လုပ်ပါရှင် နော်အကြောင်းမှာလုပ်ခဲ့ရတဲ့ project တွေမှာပေါ့ဘယ် project ကိုကိုယ့်ရဲ့အကြိုက်ဆုံးလို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးပြောပြပါအောင်ရှင် ဟုတ်ကျောင်းမှာ project တွေအများကြီးလုပ်ရပါတယ်ဒါပေမဲ့အထက်မှာတော့သမီး biology ကြိုက်ဆုံးဆိုတော့သမီးရဲ့ favorite subject က biology ဆိုတော့ biology project လုပ်ခဲ့ရအကြိုက်ပါရှင် ခုလိုမျိုးပေါ့နော်စုံညီပွဲတော်နဲ့ဒီကျောင်းစီပွဲတော်လာရတဲ့ပေါ့နော်ခံစားချက်လေးကိုမမတို့ပြန်ပြီး sharing လေးလုပ်ပေးပါအောင်ရှင် စုံညီပွဲတော့လာရအရင်ပျော်တယ်တငယ်ချင်းတွေကအခု online တက်နေရောမဆောင်ရကြရဲတငယ်ချင်းတွေရောဆရာဆရာမရောမတွေ့ရကြရဲဟာရောအရင်ပျော်ပါတယ် နောက်ပေါ့နော်တက်လာမဲ့ဒီဟဲလီစာလေးတွေပေါ့နော်မိမိနေနဲ့ဗာလေးတွေကိုစကားလက်ဆောင်ပါပြည့်စုံစေချင်တယ်ရှင် Helix ကတော့တက်ရင်ဆက်တက်သွားရင်ဘယ်တော့မှနောက်တော့ရစရာမရှိပါဘူးရှင် Helix ကဆရာဆရာမရောဝန်ထမ်းတွေရော admin မရောအကုန်လုံးလိုက်လို့ရအောင်ဖြည့်ပေးပါတယ်ဆရာကြီးရတယ်စာတင်တာအရင်ကောင်းပါရှင် နော် ကျေးဇူးတင်ပါတယ်